ကျွန်တော်စဉ်းစားသူတို့ကတင်ကိုဘာလို့လာဆောက်လဲမသိဘူးဆိုတော့ဟုတ်ဦးမျိုးမင်းတို့လေ ဟုတ်သူတို့လား ဟုတ်တယ် သူလည်းတခုခုရေရှည်ပေါ့တောင်းနိုင်လို့နေမှာ ဟုတ်ကဲ့ဗျာဟုတ်သူလည်းဒီဘက်ထက်မှတော်တော်ဟိုဟာဖြစ်ထားမှတင်တယ်သူဝယ်တော့ဆိုရင်ဘာမှသိမရှိသေးဘူး ရှိတော့ဟုတ်တယ်ဗျာ ဟိုကျွန်တော်ကြည့်တာအကွက်ရိုက်တာတွေသူပြရလေ ဟုတ်ကဲ့ ရုပ်ကန်းတွေပဲတွားတယ်ကျွန်တော်တွေ့နေတော့ကျွန်တော်ပြရတဲ့အခါကြည့်တော့ဒီဘက်ကလည်းကျွန်တော်ပြရတယ်လေဒီခုံရှိတဲ့ဟာ ဟုတ်ကဲ့ ပြတော့ကြည့်တော့ဒီရှင်းပေါ့လေ ဟုတ်ကဲ့ ဈေးတန်းလေးနဲ့ကြတော့သူကဒီဘက်မှာလည်းဒီကွက်လေးတွေဟိုဟာဆိုရင်လည်း သူကကြုံနေတာ ဟုတ်ကဲ့ ဆိုတော့ ဟုတ်ကဲ့ တော့ဒီဘက်မှာကျတော့300တက်တာလေးဆိုတော့ ဟုတ်တယ်ဗျာကျွန်တော်တောင်ပိုင်းကနေလည်းဝင်းထက်ဆန်နဲ့စောက်ကြတယ်ကန်ထရိုက်တွေလည်းလုပ်တယ်လေသူက ဟုတ်ကဲ့ဟုတ်ကဲ့ ကျိုပွိုင်းနေရောကန်ထရိုက်ဒီဟိုဟုတ်ကဲ့အကျိုးတူစောက်တယ်လေသူက ဟုတ်ကဲ့သူကစိတ်သားကောင်းတယ် ဟုတ်ကဲ့ ဟောတခြားကုမ္ပဏီကန်ထိုက်တယ်လို့ပြောစိတ်သားတော်ကောင်းတယ် foundation တော်တော်ကောင်းတယ် foundation ကတော့တော်တော်အကြိုက်ဆုံးပဲ ဟုတ်ကဲ့ဗျာ foundation ချတာတော်တော်ဟုတ်ချစ်နေနေပါလေ ဟုတ်ကဲ့ဗျာ တခြားကုမ္ပဏီတွေလည်းနည်းနည်းအဖြစ်ပေါ်သေးနဲ့ဒီလိုမျိုးပဲသူတို့ကျတော့ဟို combine ပေါ့တွဲပြစ်တယ် ဟုတ်ကဲ့ အဲ့ဒါမျိုးဆိုတော့ကျွန်တော်ဟာလေးစောက်တော့တော်လေးကိုသဘောကျတယ် ဟုတ်ကဲ့ အခုလည်းတော်တော်လေးနက်နက်လေးကိုသူကရှူတယ် ဟုတ်ကဲ့ ဆို ဟုတ်ကဲ့ စက်ပစ္စည်းလေးစုံတော့သူကတရိတ်နဲ့လေအသေးသေးနဲ့လေ ဟုတ်ကဲ့ဗျာ ဟောပါညာလောက်တာတော့တက်လက်တက်ရက်တယ်တဲပုံတာအစဘာကြောက်ချတာအစအိမ်မှာဘာမှပြောစရာမရှိဘူး ဟုတ်ကဲ့ တခြားကုမ္ပဏီတွေလည်းပစ္စလက်ကလေ ဟုတ်ပါတယ် ဖြစ်တယ်လို့ပုံတာသူများပြောမှတိတ်တာအဲ့လိုမျိုးရှိတယ်တက်တက်ဟော ဟုတ်ကဲ့